လုံးပဲမင်္ဂလာပါဒီနေ့မှာပေါ့ဒီချက်တင်ကြားပေးချင်တာလေးကကြတော့အင်ကြီးလက်ရှည်ဆွဲတဲ့အချိန်မှာအခက်အခဲဖြစ်နေတဲ့သူတွေဒီတထောင်ကွေးတဲ့အချိန်မှာပေါ့နော်ကြက်တာတွေခြောင်တာတွေပေါ့နော်ဥပမာလက်ခြောင်တာချုပ်နေရတို့လက်ကျက်နေရတို့ပေါ့နော်အဲ့လိုပြဿနာတွေကိုဒီချက်ကဖြေရှင်းနိုင်မယ်နည်းလမ်းလေးပြောပြသွားမှာဖြစ်တဲ့အတွက်ဒီချက်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ပေးခဲ့ကြပါအောင်နော်ဒီချက်တင်တန်းတက်ချင်တယ်ဆိုရင်လည်းဒီချက်တို့ဒီအခု2လပိုင်း2ရက်နေ့မှာတင်တန်းတက်စားဖို့ရှိပါတယ်သိချင်တာလေးတွေကို Viber မှာလာမေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျတို့လက်အရှိပတ်တန်စပြီးတော့မှဆွဲမယ်ပေါ့နော်လက်အရှိပတ်တန်စဆွဲတော့မယ်ဆိုလို့ရှိရင်ပထမအဦးဆုံးကလက်အရှိကိုတိုင်းမယ်ပြီးရင်လက်မောင်းကနေပြီးတော့ကျတို့ပခုံးထိတ်ကနေပြီးတော့မှဒီတထောင်ပေါ့နော်တထောင်တိုင်းထားရရှိရမယ်ပြီးတော့ဆိုရင်အဲ့တထောင်နေရာမှာအဝါလေးတိုင်းပေးထားမယ်ပေါ့နော်ဒီလိုမျိုးတထောင်အဝါလေးတိုင်းပေးထားမယ်ဟုတ်ပြီနော်အဲ့တော့ဒီချက်တော့ကပထမဦးဆုံးသူ့ရဲ့အရှိကိုဆွဲလိုက်မယ်ပေါ့နော်အရှိဆွဲမယ်ဆွဲပြီးတော့ပြီဆိုလို့ရှိရင်ဒီချက်တို့ဂျိုင်းကိုယ့်ရဲ့ဂျိုင်းလေးကိုအရင်ဆုံးဆွဲမယ်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီချက်တို့ဒါလေးကိုကျတို့ဘောင်လေးခတ်ထားလိုက်မယ်ခတ်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ရဲ့ဂျိုင်းဒါကဂျိုင်းကိုနည်းနဲ့စားလို့ရတဲ့အဖြေကိုမှတ်တာပေါ့နော်အခုဆွဲမဲ့မြင်းကကြတော့လက်ဖောင်းလားဒါမှမဟုတ်ရိုးရိုးလက်လားပေါ့နော်ဒီချက်ကတော့ရိုးရိုးလက်ပဲပြောပြမှာဖြစ်တဲ့အတွက်ဒီနှစ်နဲ့စားတာလို့ရတဲ့အဖြေလေးကိုဒီချက်အခုဆွဲမဲ့မြင်းကိုကြတော့ဂျိုင်းကိုနှစ်နဲ့စားလို့ရတဲ့အဖြေကိုဒီချက်တို့က4စိတ်ပေါင်းမယ်ပေါ့နော် cm သမားတွေ 1.5 cm ပေါင်းမယ်နော်အဲ့တော့ဒီကနေဒီကိုဒီချက်တို့ကသူ့ကိုဆွဲလိုက်ပြီးမြင်းချောင်းလေးတစ်ချောင်းဟုတ်ပြီဒီချက်တို့ဒီမှာပေါင်းလို့ရတဲ့အဖြေလေးကိုပြီးရင်သူ့ကို3ပိုင်းပိုင်းမယ်ပိုင်းထားတဲ့အပေါ်ကိုဒီချက်တို့တစ်လက်မှတက်မယ် cm သမားတွေနှစ်ခွဲတက်မယ်ဒီနှစ်ခုရဲ့အလဲကောင်အောက်ကို 0.2 ဆင်းမယ် cm သမားတွေ 0.5 ဒါကနှစ်ခွဲ cm သမားတွေကလက်မသမားတွေတစ်လက်မှနော်အဲ့တော့ကျွန်တော်ကဒီ white တော့လေးကင်ပြီးတော့ white ပိုးစင်ပြေပေါ့နော်ဒါကပတ်တန်သေးသေးလေးဖြစ်တဲ့အတွက်ဒီချေကတော့လက်ကလေးနဲ့ပဲwhite လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဒါကဒီကျွန်တော်ဒီဘက်ဒါတစ်ချမ်းပဲရှိသေးတယ်ပေါ့နော်ပြီးတော့ဆိုဒီကနေတိုင်းမဲ့ဟာကကြတော့တထောင်ပေါ့နော်ကိုယ့်ရဲ့တထောင်အရှည်လေးကိုတိုင်းထားတဲ့ဟာကိုမှတ်မယ်ပြီးတော့ဆိုမြင်းလေးတစ်ချောင်းဆွဲမယ်တထောင်ရဲ့အဝပေါ့နော်ကိုယ့်ရဲ့လက်ရဲ့တထောင်အဝလေးအဲ့ဟာကိုတထောင်အဝလေးကိုဒီကျတို့နှစ်နဲ့စားထားလို့ရတဲ့အဖြေလေးကိုမှတ်မယ်ပြီးရင်ဒီကျတို့ဒီမှာလက်ဝလေးကိုလာမှတ်ပေးမယ်ဒါကဒီကျတို့ရဲ့လက်ဝပေါ့နော်အဲ့တော့ဒီ3ခုလုံးမယ်ပေါ့နော်လိုပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုဒီလိုမျိုးလေး white ပြီးတော့မှသူ့ကိုပေခွေးလေးနဲ့ပေါ့နော်ဒီမြင်းနဲ့ဒီလိုလေး white ဆက်မယ်နောက်တစ်ခုကဒီမှာကျတော့လက်ဝနေဟာလေးကိုဒီလိုမျိုးလေးလာပြီးတော့ဆက်ပေးမယ်ဟုတ်ပြီဒါမျိုးကြီးချွန်းကြီးဖြစ်နေရဆိုဒီနားမှာ white ပေးမယ်ပေါ့နော်အဲ့ဒါလေးကိုဆွဲလိုက်ပြီဆွဲပြီးသွားပြီဆိုရင်ဒီချက်တို့ကဟိုဘက်အချမ်းမှာမြင်ရအောင်လို့သူ့ကိုလိန်ဆူးလေးနဲ့ဒီချက်ကလိမ့်လိုက်မယ်ဒီလိုမျိုးလေးလိန်ဆူးလေးနဲ့လိမ့်လိုက်မယ်ပေါ့နော်ဟုတ်ပြီသူ့ရဲ့အပေါ်ကိုကြတော့ဒီချတို့ရဲ့လက်ဝရဲ့အပေါ်ဒါကဒီချတို့ရဲ့လက်ဝမှတ်ထားရပေါ့နော်ဒါပေမဲ့ဒီအောက်မှာခောက်စာမြင့်ပေါ့နော်ဒီအောက်မှာဒီချတို့ဒါကချတို့ရဲ့လက်ဝပေါ့နော်ဒီမှာအောက်မှာခောက်စာမြင့်ပေါ့နော်ထားပါခောက်စာပေါ့နော်ခောက်စာလေးရှိမယ်ပေါ့နော်အဲ့ဒါလေးကိုပို့ထားပေးမယ်အောက်ကိုပို့ထားပေးမယ်ပေါ့နော်အဲ့တော့ဒီချတို့ကဒီဘက်အချမ်းကိုသွားပြီးတော့မှဒီလိုမျိုးမြင်းလေးကိုလှိမ်ဆူးလေးနဲ့လှိမ့်လိုက်မယ်လှိမ့်ပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ဘာလုပ်ပြရမလဲဆိုတော့ရှေ့ချမ်းနောက်ချမ်းခွဲမှာဖြစ်တဲ့အတွက်လှိမ်ဆူးလေးနဲ့လှိမ့်လိုက်မယ်ပေါ့နော်အဲ့တော့ဒါကသူ့ရဲ့ဟုတ်ပြီဒါဆိုရင်ဒီလိုလေးဖြန့်လိုက်မယ်ဖြန့်ပြီးသွားပြီဆိုရင်ဒီချက်တို့အခုလှိမ့်လိုက်တဲ့ဘက်ကဒီချက်တို့နောက်ချမ်းဆိုပြီးတော့သတ်မှတ်လိုက်မယ်ပေါ့နော်ချက်တို့ရဲ့နောက်ချမ်းဒီမှာချက်တို့ရဲ့ရှေ့ချမ်းဟုတ်ပြီရှေ့ချမ်းကိုကြတော့ဒီချက်တို့ကအောက်ကိုသူ့ကို0.2ပေါ့နှစ်စိတ်ပေါ့နော် cm သမားတွေက0.5ပေါ့နော်ဒီအောက်ကိုဆင်းပေးမယ်0.2 cm သမားတွေ0.5 cm ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ကဒီနောက်ချမ်းနေရာမှာပေါ့နော်နောက်ချမ်းနေရာမှာဒီချက်တို့ရဲ့ဒါကဒီချက်တို့ရဲ့အလဲကောင်မြင်းကြီးပေါ့နော်သူ့ရဲ့ရှစ်ချမ်းနောက်ချမ်းအလဲကောင်မြင်းလေးရှိတယ်ဟုတ်ပြီဒီမြင်းလေးကိုတစ်ချက်ဆွဲထားပြတာပေါ့နော်အဲ့တော့ဒါကချက်တို့ရဲ့နောက်ချမ်းရဲ့မြင်းဒီနှစ်ခုကိုချက်တို့ကသူ့ကိုနှစ်ပိုင်းပိုင်းလိုက်မယ်ပေါ့နော်ဒီကနေဒီကိုချက်တို့နှစ်ပိုင်းပိုင်းလိုက်မယ်နှစ်ပိုင်းပိုင်းပြီးသွားပြီဆိုလို့ရှိရင်ချက်တို့ဒီပိုင်းထားတဲ့အမှတ်ကလေးကနေဒီကနေဒီကို 2cmဟုတ်ပြီနော်လက်မသမားတွေဆိုလို့ရှိရင်ဒီကနေဒီကို6စိတ်လောက်ပေါ့နော်6စိတ်လောက်ပေါ့နော်ဘယ်လောက်သွားလို့ရမလဲဆိုတော့တက်လက်မသွားလို့ရမယ်နောက်ပြီးတော့ဆိုရင် CN သမားတွေဆိုလို့ရှိရင်ဒီချက်တို့ကသူ့ကိုနှစ်ခွဲထိသွားလို့ရမယ်ပေါ့နော်အဲ့ဒါလေးကိုဒီချက်ကဒီမှာသူ့ကိုဒေါက်ကလေးတတ်မှတ်လိုက်မယ်ဟုတ်ပြီနော်ဒီဒေါက်ကလေးတတ်မှတ်လိုက်ပြီတတ်မှတ်လိုက်ပြီဆိုတော့ကြတော့ဒီကနေပြီးတော့မှအချက်တို့ကဒီမြင်းနေရာလေးကိုတက်လေးပြန်ဆွဲမယ်
ဟုတ်ပြီနော်ဆွဲပြီးသွားပြီဆိုလို့ရှိရင်ခုနကတော့ငါတချို့တို့ဒီခောက်စာကိုအများကြီးပို့ခိုင်းတာရပေါ့နော်အောက်မှာကိုကျဲတဲ့လောက်ခောက်စာယူမှာဒါပေမဲ့တချို့တို့ကဒီမှာတောက်ထည့်လိုက်တာဖြစ်တဲ့အတွက်ဒီနေရာမှာလာပြီးတော့ဒီကနေပြီးတော့အောက်ကိုတချို့တို့ဒီနေရာမှာလာပြီးတော့ပို့ထားတယ် 2cm ပဲဖြစ်ဖြစ်2.5ပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာ 6cm ပေါ့နော်6လက်မ6စိတ်ပေါ့နော်6စိတ်လေးကိုဆိုရင်6စိတ်တစ်လက်မဆိုတစ်လက်မဒီမှာလာပြီးတော့ပို့ပေးမယ်ပို့ပေးပြီးသားပြီဆိုလို့ရှိရင်တချို့တို့ကဒီအခုဒီမြင်းလေးနဲ့ဒီလိုမျိုးလေးဒီမြင်းလေးနဲ့ဒီမြင်းလေးနဲ့ကိုတချို့ကဒီလိုမျိုးလေးလာပြီးတော့စောင်းပြီးတော့မှဆက်လိုက်မယ်ပေါ့နော်စောင်းပြီးတော့မှဆက်လိုက်မယ် sorry ဒီမြင်းလေးနဲ့နော်စောင်းပြီးတော့မှဆက်လိုက်မယ်ဒီဘေးကိုမဟုတ်ဘူးเนาะဒီမြင်းเนาะကျတို့ရဲ့ဒီလောက်ဝယူထားတဲ့မြင်းလေးနဲ့ဆက်လိုက်ဒါဆိုလို့ရှိရင်တချို့တို့ကဒီမြင်းကဘာဖြစ်လို့ပို့ပေးရလဲဆိုတော့သူ့ကိုဒီနေရာမှာဒီတောက်အတွက်ကိုတချို့ကပို့ပေးရဒီဘက်အရှိချမ်းမှာပို့စေရမလို့ဟုတ်ပြီလားချုပ်လို့ရှိရင်ကြရင်ဒီတောက်ကိုတချို့ကဖျောက်ပြမှာเนาะဒီတောက်ကလေးကဖျောက်ပြမှာအဲ့ဒါမှညီသွားမှာပေါ့เนาะဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းနဲ့ကเนาะအဲ့ဒါတခြားလေးလိုက်ပြီးတော့မှကြည့်ဖို့လိုရယ်ပေါ့နော်အဲ့တော့တချို့တို့ကပထမဦးဆုံးအချက်ဆိုလို့ရှိရင်ဘာလဲပေါ့နော်ဒီပထမဦးဆုံးချက်ကရှေ့ချမ်းနောက်ချမ်းခွဲပြီးမှဒီတောက်ကနောက်ချမ်းမှာထည့်ရမယ်တောက်ဖြစ်ပါတယ်နော်အဲ့ဒါမှလက်ကလေးကိုဒီတထောင်နေရာမှာကွေးရတာဆန့်ရတာအဆင်ပြေမှာဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကိုတေချာလေးပြန်ပြီးတော့မှလေ့လာပေးပါနော်ဒီမြင်းမဟုတ်ပါဘူးဒီတချို့တို့ဒီအခု white ထားတဲ့ဒီလောက်ဝနေရာလေးပေါ့နော်အဲ့နေရာလေးဖြစ်ပါတယ်နော်